မင်္ဂလာရှိရဲ့အချိန်မှာမင်္ဂလာပါလို့နှုတ်ဆက်တာမင်္ဂလာအရှိဆုံးပဲအခုချိန်ထိတရောကမုန်းနဲ့ခေါင်းလျှော်ရတဲ့သူတွေရှိလားကိုယ်မဟုတ်ဘူးဆိုလို့ရှင်တော့မှာကွာကိုအမျိုးတွေထဲမှာအတော်တွေအဖွားတွေအဖိုးတွေလူကြီးတွေပေါ့အဓိကတရောကမုန်းနဲ့ခေါင်းလျှော်နေတဲ့သူတွေရှိသေးလားခဏတော့ငငယ်ကလေးကလေအနှစ်အစရဆိုလို့ရှိရင်တရောကမုန်းနဲ့ခေါင်းလျှော်တတ်တဲ့အချင်းရှိတယ်အဓိကအဖွားတွေကျင့်ခဲ့ပြီးတာနှစ်စရဆိုလို့ရှိရင်အခု2025နဲ့2026ပြောင်းသွားရဆို2025ကအညစ်ကြေးတွေကိုဗာတရောကမုန်းနဲ့ဆေးချပြီးတော့မင်္ဂလာရှိအောင်လုပ်တယ်ပေါ့ဒါကလည်းအယူသဘောပါတရောကမုန်းကိုဒီမျိုးအယူစားကြောင်မဟုတ်ပဲနဲ့ကျမ်းမာရေးဘတ်ဆိုင်ရာသုံးမယ်ဆိုလို့ရှိရင်လည်းကြိုးပြူတဲ့ဒီအာနိသင်တွေအများကြီးရှိတယ်ဟိုးရင်တော့တရောကမုန်းကိုနာဇီရဲမှာသွားဝယ်ပြီးငွေဖလားနဲ့ထည့်ပြီးခေါင်းလျှော်ကြရပေါ့နော်အခုကတော့တရောကမုန်းကိုအဲ့လိုမျိုးဇီရဲမှာသွားဝယ်ပြီးဖလားနဲ့ထည့်ပြီးလျှော်ကြမလို့တော့တရောကမုန်းကိုအခြေခံပြီးလှုပ်ထားတဲ့ခေါင်းလျှော်ရေးပေါ်လာပြီတရောကမုန်းနဲ့ညီမအကြိုက်ရောဆက်ထားတာဖြစ်တဲ့တော့ဟနာတို့လူကြီးတွေရောလူငယ်တွေပါအရန်ကြိုက်တဲ့ခေါင်းလျှော်ရေးတစ်ခုဖြစ်တယ်ဘလောက်ကောင်းတဲ့ခေါင်းလျှော်ရေးပဲပေါ့ပေါ့တရောကမုန်းပဲဆိုတော့အမျိုးသမီးတွေတို့အမျိုးသားတွေလည်းသုံးလို့ရတယ် Crystal Glow ရဲ့ hair tonic ကဟနာရင်တစ်ခေါက်က review လုပ်ပေးပူတယ်သူက rosemary နဲ့ hair tonic အ brand ကနေပြီးတော့ပဲမင်္ဂလာဆိုပြီးတော့တရောကမုန်းခေါင်းလျှော်ရေးထွက်တယ်ဟနာလည်းအဲ့ဒါသုံးကြည့်ညာဒီနေ့နဲ့ဆိုလို့ရှိရင်တစ်လကျော်လောက်ရှိပြီ10ချိန်15ချိန်လောက်ဝန်းကျင်ရှိပြီပေါ့နော်ဒီနေ့ဟနာကCrystal Glow brand ကနေပြီးတော့ပဲထပ်ထုတ်ထားတဲ့မင်္ဂလာဆိုရဲတရောကမွန်ခေါင်းလျှော်ရည်ကို review လုပ်ပေးမှာဖြစ်ပါတယ်။တရောကမွန်အခြေခံပြီးထုတ်ထားတာဖြစ်တဲ့တော့ဟာနာ gentle ဖြစ်တဲ့ scalp တွေ sensitive ဖြစ်တဲ့ scalp တွေကစာနာ recommend လုပ်ရတယ်။ပြီးတော့အထူးသဖြင့်ပေါ့တရောကမွန်အခြေခံပြီးသုံးနေတဲ့ကိုယ့်ရဲ့ဒီဖွားဖွားဖိုးဖိုးတွေရှေးလူကြီးတွေပါကြိုက်လောက်မဲ့ခေါင်းလျှော်ရည်တစ်ခုဖြစ်တဲ့တော့ဟာနာကိုယ်တိုင်လည်းတေချာသုံးပြီးတော့ဟာနာ review လုပ်ပေးလိုက်ပါတယ်။ပုံမှန်ဟာနာတို့တရောကမွန်သုံးတဲ့အခါကျလို့ရှိရင်စပင်ကတရောကမွန်ကြီးပဲဆိုလို့ရှိရင်ကျန်းနာတွေဒီ conditioner ပြတ်သုံးတယ်ဆိုလို့ရှိရင်တော့မှဖွယ်လေးမဖြစ်ဘဲနဲ့စီးတာမျိုးတွေထွေးတာမျိုးဖြစ်တတ်တယ်မင်္ဂလာဆိုရဲတရောကမွန်ခေါင်းလျှော်ရည်ခဏသုံးကြည့်ရဲ့အခါမှာ तू ကကျိတ်မှန်ရွက်တွေရောဒီလက်ဖက်စီတွေရောပြီးတော့တောလျှောက်တွေရောသိရမလားတန်လွင်စီတရောလက်ဖက်ရွက်စရဲပေါ့နော်တရောကမွန်နဲ့အတူတူစပင်မှာပါဝင်အားဖြည့်ပေးနိုင်တဲ့တခြားသော ingredients တွေအများကြီးပေါင်းစပ်ထားတဲ့အခါကျတော့ဟာနာခေါင်းလျှော်လိုက်တဲ့အခါမှာဟိုထွေးတာပြူတာမရှိဘဲနဲ့တကယ်ကိုခေါင်းကိုအဲ့လိုမျိုး gentle ဖြစ်နဲ့တန့်စင်ပေးနိုင်တာဟာနာတွေ့ရတယ်။ကိုကလူကြီးအတွက်ကိုပေးသုံးမယ်ပဲပြောလူငယ်အတွက်ကိုပေးသုံးမယ်ပဲပြောအဓိကစပင်အဖြူထွက်လာတဲ့အသက်ကြီးရဲ့သူတွေအတွက်သုံးမယ်ဆိုလို့ရှင်လေဥယျာဉ်ပြအေးပြီးတော့ကွာခေါင်းပေါ်မှာ gentle ဖြစ်တဲ့ shampoo တစ်ခုလို့ဟာနာခံစားရတယ်။နာတော့ Crystal Glow ရဲ့ hair tonic ကိုအရင်ပြန်တယ်။တကောင်လုံးကိုဟန်နာ hair tonic တေချာဖြန်းပြီး15မိနစ်လောက်နှက်ပြီးသွားတော့မှနာ shampoo စသုံးပါတယ်။တရောကမုန်းမှာပါတဲ့အချွဲရစပင်ကိုပျော့ပြောင်းစေရတဲ့သဘာဝ conditioner တစ်ခုဖြစ်လုံးဆောင်ပေးနိုင်တဲ့ကင်မိုးသီးမှာပါတဲ့ Saponin Dust ဆိုလို့ရှိရင်အမြုပ်သဘာဝတိုင်အမြုပ်ထွက်စေတဲ့ဥယျာဉ်ပြအစီနဲ့အညစ်အကြေးတွေတန့်စင်ပေးနိုင်တဲ့ကြိတ်မှန်ရွက်တို့ထောလက်ဘက်ရွက်တို့လက်ဖက်စီရည်ဆိုလည်းအဲ့လိုမျိုးပဲလျှော်လိုက်တဲ့အခါကျလို့ရှိရင်စပင်ကိုတန်မာစေရနှက်မောင်စေရပျော့ပြောင်းစေတယ်ပြီးတော့ဒီစပင်ရဲ့ barrier အကောင်းအောင်သူတို့အများကြီး support လုပ်ပေးနိုင်တယ်တန်လွင်စီတို့တောလျှောက်သီးတို့ထောလက်ဘက်ရွက်တို့ဆိုလို့ရှိရင်လည်းဥယျာဉ်ပြအေးတယ်ပြီးတော့ဆန်သားနှစ်ခွဖြစ်တာတွေတက်တာတယ်စပင်ကိုအားကောင်းတယ်စပင်ထွက်နှုံးကောင်းတယ်ထွက်အားကောင်းတယ်ဒီလိုမျိုး ingredients တွေအများကြီးပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာဖြစ်တယ်ဆိုတော့ဟာနာကဒီမင်္ဂလာတရောကမုန်းခေါင်းလျှော်ရည်ကိုဘလို့လူတွေကိုပို့ပြီး recommend လုပ်ချင်လဲဆိုလို့ရှိရင်စပင်ဖြူထွက်တတ်တယ်ကွာစပင်ကကျွတ်အားတဲ့အရန်များနေတယ်ကိုကတော်ရုံရှမ်ပူစီဆီလီကွန်ပါတဲ့ရှမ်ပူတွေလည်းသုံးတာမတည့်ဘူးတော်တော်များများကိုလည်း sensitive ဖြစ်တယ်တဘာဝကိုအခြေခံပြီးတော့လုံးဝထုတ်ချင်တဲ့ chemical အနည်းဆုံး chemical short ချထားတဲ့ရှမ်ပူကိုသုံးချင်တာမဟန်နာရေးဆိုလို့ရှိရင်မင်္ဂလာတရောကမုန်းခေါင်းလျှော်ရည်ကိုသုံးကြည့်အဓိကစပင်နတ်ချင်တဲ့သူနတ်ဆူအီးပြောင်ပြောင်လေးဖြစ်ချင်တဲ့သူတွေအတွက်ပို့ပြီးတော့သုံးတဲ့တယ်ဘဲရှမ်ပူသုံးရှမ်ပူဆိုတာအဓိကဥယျာဉ်ပြနဲ့ဥယျာဉ်ပြအနားမှာရှိတဲ့စံသားတွေကိုပို့ပြီးတော့သူက cleansing လုပ်ပေးတာဟနာတို့ဒီအဖျားရည်အတွက်ကတော့ရှမ်ပူသုံးပြီးသွားတဲ့အခါကျလို့ရှင် hair mask နဲ့ conditioner သုံးရမယ်စီနှက်ထားတဲ့နေ့ဆိုလို့ရှင်ခေါင်းကိုအနည်းဆုံး2ရေလောက်လျှော်ရမယ်စပင်ဥယျာဉ်ပြအရန်6တက်တဲ့သူဆိုလို့ရှင်ရှမ်ပူကိုအမြုပ်ထအောင်တိတိကျကျလုပ်ပြီးသွားတော့မှသူ့ရဲ့ foam လေးနဲ့လျှော်ရမယ်ဒါကတော့ဟနာတို့ basic သိထားတဲ့ shampooing steps တွေပေါ့နော်ဟနာဒီနေ့ recommend လုပ်ပေးသွားတော့မင်္ဂလာတရောကမုန်းခေါင်းလျှော်ရည်ပါဟနာခုနပြောသလိုပဲကိုယ့်ရဲ့အမေအဖေအဖိုးဖွားရတဲ့မှာတရောကမုန်းအခြေခံပြီးသုံးထားတာသုံးနေတဲ့သူတွေရှိတယ်ပြီးတော့ကိုယ်တိုင်ကလည်းသဘာဝပစ္စည်းကိုပဲဦးစားပေးသုံးချင်တယ် harsh chemicals တွေကောင်းမှမတင်ချင်ဘူး chemical အနည်းဆုံး chemical မပေါင်းမပြုံးတော့ဘယ် shampoo ဖြစ်ဖြစ် chemical တော့ပါတယ် chemical short ချ shampoo ကိုသုံးချင်တယ်ရွေးချင်တယ်ဆိုလို့ရှိရင်မင်္ဂလာတရောကမုန်းခေါင်းလျှော်ရည်သုံးကြည့်ဟနာကိုယ်တိုင်လည်းသုံးကြည့်တာစပင်လဲထွက်နှုံ
အားကောင်းတယ်လို့နာခံစားရတယ်ပြီးတော့ကိုညံဆိုလို့ရှိရင်သုံးတာသူဘောက်ဖက်လေးတိတတာလေးတတာနာတွေ့ရတယ်ကိုကတော့ရှမ်ပူသုံးပြီးသွားပြီဆိုလို့ရှိရင်ကိုရေပြောင်စေးရမယ်ပြီးရင် hair mask သုံးရမယ် hair conditioner သုံးရမယ်ဒါတွေကတော့ဘယ် brand မဲ့သုံးမဖြစ်မနေလုပ်ရမယ် steps တွေပေါ့နော်ဆိုတော့ဟနာဒီနေ့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ဟနာ vlog လေးကိုစဆုံးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက် vlog လေးမှာပြန်လည်ဆုံတွေ့ကြမယ်တတ်တာ